မင်္ဂလာပါဒီဗီဒီယိုမှာတော့ past perfect tense အကြောင်းကိုရှင်းပြတော့ပါမယ် past perfect tense ကိုဘယ်လိုအခြေအနေတွေမှာအသုံးပြုတယ်လဲဆိုလို့ရှိရင်အတိတ်ကဖြစ်ခဲ့တဲ့ဖြစ်ရပ်နှစ်ခုမှာဆိုလို့ရှိရင်အရင်ဆုံးဖြစ်ခဲ့တဲ့ဖြစ်ရပ်ကို past perfect tense နဲ့အသုံးပြုရပါတယ် sentence structure လေးကတော့ subject had part participle ခေါ်တဲ့ battery ပါဒါဆိုရင်ဝကြလေးတွေနဲ့ဆိုရင်ပိုသဘောပေါက်နိုင်မယ်လို့ညွှန်လင့်မိပါတယ်ဝကြလေးတွေရေးကြည့်အောင် I had cleaned the house before my mom came home မေအိမ်မလာရင်ကျွန်တော်အိမ်ကိုရှင်းပြီး When I got to the station, ငါဘူတာရုံရောက်ခဲ့တဲ့အချိန်မှာ the train had left. ယထာထွက်ပြေးသွားပြီယထာထွက်ပြေးတာကအရင်ဖြစ်တာအဲကြောင့်မလို့ဒီအရင်ဖြစ်တဲ့အရာကို part perfect tense နဲ့ရေးထားတာတော့ကိုရောက်သွားတာကနောက်မှာဆိုတော့နောက်ကိုyou past tense နဲ့ရေးထားတယ် when I got get here but to got for I had finished my dinner before they arrived သူတို့ရောက်လာတဲ့အခါမှာကျွန်တော်ကညစာစားပြီးတာအရင်သူတို့ပြီးမှရောက်လာ they left after they had eaten သူစားပြီးတဲ့နောက်မှာထွက်သွားကြတယ် if I had that condition နဲ့ချင်းနေနေတာ if I had known what they gave me so I would have helped you မှာမေ့ဖို့ပြီးပါ negative sentence အနေနဲ့ဆိုတော့ had နဲ့ past participle နဲ့ကြားရမှာ not တွေထည့်လိုက်ရတာဒါမှမဟုတ်ရင် had လို့ရေးတယ်ဒီကောင်းအနေနဲ့ရေးလို့ရပါတယ် sentence လေးဒီစောင့်ကြည့်အောင် she hadn't seen the movie before last night မင်းညမတိုင်တဲ့ဒီရုပ်ရှင်ကားကိုသူမမကြည့်ဘူး he hadn't finished his homework before teacher checked it ဆရာအိမ်ဆောင်မစစ်ခင်သူကိစ္စလေးကိုပြီးခဲ့တယ် My father hadn't worked there ကျွန်တော်ဒီအဲ့ဒီမှာအလုပ်ခဲ့တယ် He told me he had never been to China တရုတ်ပြည်ကိုမရောက်ခဲ့ဘူးလို့သူကျွန်တော်ပြောတယ် They had not eaten dinner before a crowd ရှင်းနိုင်တိုင်းမှာသူတို့ညစာစားမပြီးခဲ့သေးဘူးဒါဆိုလို့ရှိရင်you sentence ဒီဆောက်လို့လည်း negative sentence ဒီဆောက်လို့အားလေးလေးမယ်လို့ထင်ပါတယ် question ဝကြလေးလေ့လာကြည့် question ဝကြလေ့လာရေးကျင်တယ်ဆိုရင်တော့လွယ်ပါတယ် HAD had ကိုရှိ subject ရဲ့ရှိကိုပို့လိုက်တယ်အဲဆိုတော့သူရဲ့ structure လေး had subject နောက်တော့ participle လို့ခေါ်တဲ့ battery နောက်တော့ question mark နော် Had you arrived before 9 p.m. 9 နာရီထိုးပြီးမေးရောက်ခဲ့ပြီလားရောက်ပြီလားနော် Had he cleaned his room before his mom arrived သူမေးမရောက်ခင်သူရဲ့အခန်းကိုတန်ရှင်းပြီလား Had she known the answerသူမအဖြေကိုသိပြီးပြီလား Had the teacher explained the lesson before class
စာမိုးဝဲမတိုင်နဲ့ဆရာကသင်ခန်းစာတွေကိုရှင်းပြခဲ့ပြီးပြီလေဟာ Had they studied the lesson before the exam စာမိုးဝဲမတိုင်ခင်သူတို့သင်ခန်းစာကိုလေ့လာပြီးပြီလားဒီမဲ့တတိထားစရာတွေကတော့ had ရဲ့နောက်မှာ battery လိုက်လို့မရပါဘူး battery ပဲလိုက် I had want to ရေးလို့မရပါဘူး I had gone he had it လို့ရေးလို့မရပါဘူး he had eaten ဒီညမှာပြောစရာတခုရှိတာကတော့ subject အနေနဲ့အများခွဲခြားအောင်မလုပ်ပါဘူး subject အနေနဲ့ဖြစ်ဖြစ် subject အများပဲဖြစ်ဖြစ် HPT had black factory နဲ့ပဲရေးရပါတယ်ဒီ participle past perfect tense ပဲပေါ့ဒီ past perfect tense ကိုသုံးညမယ်ဆိုရင်တော့အတိတ်ကဖြစ်ခဲ့တဲ့အကြောင်းအရာနှစ်ခုပဲဆိုရင်အရင်ဆုံးဖြစ်ခဲ့တဲ့အရာကို past perfect tense နဲ့ရေးရပါတယ်နောက်မှဖြစ်တဲ့အရာကိုတော့ ရိုး past tense နဲ့ပဲရေးရပါတယ်အားလုံးကနားလည်နေမယ်လို့ပြောနေပါတယ် Thank you for your watching